ရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ပြန်လဲကြိုဆိုပါရစေဂျူမာဆန်စနူကာချန်ပီယံရှစ်ပြိုင်ပွဲရဲ့တတိယမြောက်ပွဲစဉ်တတိယနေ့ပွဲစဉ်အငုံနဲ့ညောင်မုတ်စုရဲ့ best of 5 second frame ဒုတိယမြောက်ပွဲစဉ်ကနေပြန်လဲကြိုဆိုပါရစေပထမတစ်ပွဲစဉ်တစ်ပွဲမှာတော့အငုံကနိုင်ရတဲ့တစ်ခုရရှိထားပြီးတော့တစ်ပွဲဥဆောင်ထားပါတယ် best of 5ဆိုတော့နောက်ထပ်ပွဲ၄ပွဲကြံသေးတယ်ဗျခုကျွန်တော်တို့စပြီးတော့ကျူခောက်ရမှာစနုဖြစ်သွားတယ်ဗျဒီစနုကိုငုံပြန်ဖြီးရမှာပါမထီပါဘူးဗျာ Found enemies found and miss ဖြစ်ပါတယ်ဗျ no say 4 found and miss ဖြစ်တဲ့အတွက်နောက်ထပ်တစ်ချိန်ထပ်ထိုးရမှာပါနှစ်ဖက်စလုံးလွတ်ဒီကတော့ကျွန်တော်ထိတယ်ဗျအိုးဒီကတော့ကြာပါတယ်ဗျ 1 ကဲကျွန်တော်တို့စကူမှာတော့ကိုညောင်းမုတ်စိတ်ရထားတယ်ဗျနည်းနည်းလေးဗျာ no say 1 မဲဝင်တော့လို့ရှိရင်ကျွန်တော်အနီးအားလဲစားကြုံပဲဗျဒါပေမဲ့လည်းမဝင်တော့ကိုငုံအတွက်ကြံသွားတယ်ဗျာ1 မဲကိုတတလေးထိုးခြံထားတာဗျမဲကို ခုံးယူမယ်ကျွန်တော်တို့ထင်တယ်လို့အုံအောင်မကွဲတော့ဘူးဗျအမဲတစ်စုံတော့ရတော့ရတယ်ဗျဒါပေမဲ့ထင်တယ်လို့အုံအောင်မကွဲပဲနဲ့ 8 ထိုးဖို့အခွင့်အရေးအနီထိုးဖို့ခွင့်ရတော့တိတ်တော့မရဘူးဗျအဲ့တော့ပြန်ပြီးတော့ဟန်ဘောကိုဘာမှထားမလဲဆိုတာပဲကျွန်တော်စဉ်းစားရမှာပါဘောင်မှာပဲကတ်ထားပါတယ်ဗျာ no 8ထွေးနေပဲကျွန်တော်တို့ဟန်ဘောဘောင်မှာပဲပြန်ကတ်ထားတယ်ဗျ
ကိုညောင်မိတ်ဆက်လည်းပြန်ပြီးတော့ဟန်ဘောကိုပြန်ကတ်ဖို့တော့ကြိုးစားပါတယ်ဗျအာ one ကောင်းတယ်ဗျာဇက်ကစ်နဲ့ကျွန်တော်တို့အနီကိုထိုးရတော့ကောင်းတယ်ဗျာအဲ့ဒါကဲမဲကြားတယ်ဗျာကောင်းတယ်မဲတစ်စုံရပြီဗျာကဲနောက်ထပ်အမေကိုထက်ချန်ထားရဗျာ 9 အခွင့်အရေးကတော့ကိုငုံဘက်မှာပြန်ရောက်သွားပြီဗျစေဒီဗျာကွဲထိုးတာဗျာအနိမဲထိုးရင်းနဲ့ဖြစ်ချင်တော့ကျွန်တော်တို့ဟန်ဘောကကွဲတော့ကွဲသွားတယ်ဒါပေမဲ့ဟန်ဘောရောက်တဲ့နေရာသူပြန်ထိုးလို့မရတဲ့အခြေအနေတယောက်ရောက်သွားတယ်ဗျာအငုံ16 ဒါလေးအနီကိုထိပြီးတော့ဟန်ဘောကိုအောက်ကတ်ထားတယ်ဗျ24မှတ်ကိုငုံရပြီးတော့19မှတ်ကိုညောင်းမို့စိတ်ရထားပါတယ်ညောင်းမို့စိတ်ပြန်လဲပြီးတော့အောက်မှာပဲဟန်ဘောကိုထားရတယ်ဗျာပါနည်းနည်းပဲဗျာဟန်ဘောကိုပြန်ပြီးတော့အောက်မှာပဲထားရတယ်ဗျာကျွန်တော်အပေါ်မှာနည်းနည်းတော့ရှင်းဆိုရင်ဇေဒီက8လုံးလောက်အပေါ်မှာပြန့်နေတယ်ဗျာအဲ့တော့ကျွန်တော်တို့ဟန်ဘောကမတော်တဆရှေ့ကိုရောက်လာမယ်ဆိုရင်အန်ရတော့များတယ်ဗျာကောင်းတယ်ဗျာထားသူလေးကတော့ကောင်းတယ်ကိုငုံမဖွင့်ဘူးကြဇေဒီကိုဟန်ဘောကိုကျွန်တော်ထားမှာခါးချင်းကိုတော့ထိုးခွင့်ပေးတော့ပေးရမယ်ဗျာဒါပေမဲ့လည်းဒါဟာကိုညောင်မို့စိတ်အတွက်စွန့်စားမှုကြီးကြီးနေတာထိုးရမှာပါဒီခွင့်ကိုမိရစုပ်ကိုင်းလိုက်ရင်ဇေဒီကသူ့အတွက်ဖြစ်မယ်ဗျသွားပြီဗျာထရင်းနောက်တော့နေဒီကတ်သွားပြီဗျာခါချင်းအောင်ကျွန်တော်စောဝမ်းပြောလို့ပါပဲဒီခွင့်ရေးတာသူရမယ်ဆိုရင်ကျွန်တော်တောက်လျှောက်ကောက်စားရောက်ပါပဲဗျာဒါပေမဲ့ဒီခွင့်ကိုမရခဲ့ဘူးဗျာအခုတော့ကိုအငုံအဲ့ခွင့်ကိုပြန်လဲတုံးချမှာဖြစ်ပါတယ်ဗျာစာကြပြီဗျာ1အပြာထိုးဖို့လည်း ready ပဲဗျာ
ဒါသာလေးပြန်ပြီးတော့အနီကိုခြံထားတယ်ဗျာအနီကကြိုက်တဲ့အနီထိုးလို့ရပြီဗျာကျွန်းပေါ်မှာရှိတဲ့အနီပဲထိုးမလားခါကျွန်းရောက်နေတဲ့အနီပဲထိုးမလားဗျာကောင်းတယ်ဗျာတကယ်တော့ထိုးရမှာပါခါကျွန်းမှာရှိနေတဲ့အနီပဲထိုးရမှာပါကတ်တယ်ဗျာဗျာလေးပြန်ခြံပြီးတော့ထိုးလာတာ 7 ဒါမှလည်းညီလေးနဲ့ထိတယ်အောင်ဖြစ်တယ်ဗျ touch ဖြစ်နေတယ်ဗျအဲ့အနီလှုပ်လို့မရဘူးဗျအပြာထိုးတယ်ဆိုရင်လည်းအနီလှုပ်လို့မရအောင်ဒါပေမဲ့လွတ်ပါတယ်ဗျအနီလှုပ်စရာလည်းလမ်းစဉ်မရှိပါဘူးဗျကောင်းတယ်ဗျဇေထားသူထိန်သိမ်းကျွန်တော်လက်အချိန်စတော်တော်ကောင်းနေဗျ 13 ကောင်းတယ်ဗျာအနီသီးကိုအလွတ်လေးထားပြီးတော့ထိုးတာဗျ 70 ပြာဗျာ 18 ဒီအပြောင်းဝင်သွားရင်တော့ share ဖြစ်သွားမယ်ဗျအနီပြန်ကြံမယ်ဗျကွတ်သွားပြီဗျကွတ်တီပါဗျခါချင်းအနီပိုကောင်းမယ်နော်ခါချင်းအနီထိုးလိုက်လို့ရှင်တော့ကျွန်တော်တို့ပန်းကတော့ AC ထိုးလို့ရမယ်ဗျကော်ပီဗျာအဓိကဗျာဒီကစားနည်းကကျွန်တော်တို့ကာလာဘောအနီဘောနဲ့ကျွန်တော်အစုံလိုက်ကျွန်တော်ရဖို့အဓိကထားပြီးတော့ကစားရတာဗျာအဲ့တော့အခုကိုငုံကစားသွားတာကျွန်တော်တို့ကာလာဘောနဲ့အနီဘောကိုတည်ချာလေးကျွန်တော်တို့ထားပြီးတော့ကစားနိုင်တာတွေ့ရတယ်ဗျာ30 ကောင်းပါပြီဗျာအပြာကိုလည်းပြန်ပြီးတော့ခြံထားတာပါ 31 အောက်မှာတော့ကျွန်တော်တို့အနီသီးက9လုံးရှိသေးတယ်ဗျလောလောဆယ်အမှတ်ကွာချက်ကတော့မြင့်မားပါတယ်55မှတ်19မှတ်ပါဒီကနည်းနည်းလေးဗျာအနီသီးထိုးရ 36 သူနည်းနည်းခက်ခဲတော့ထိုးရဖို့ရှိတယ်ဗျာ40နဲ့တမှတ်กว่าပါကြီးဗျာငုံ36 အဲ့တော့တခြားလေးပြန်ပြီးတော့စစ်ပြီးတော့ဇေထိုးလိုက်တယ်ဗျာကြံမဲ့အနေထားတစ်ခုကထွက်ဘူးဗျာရှင်းတယ်ပြောလို့ရှိရင်အဲ့ဒါပဲဗျာတခါကြလို့ရှိရင်ကျွန်တော်တို့ဒီဘောလက်မရှိဘူးဆိုလို့ရှိရင်မရဘူးဗျာဒီကစားနည်းကကိုလုံးလိုက်တာတခုဒါပေမဲ့လည်းဇယ်သီးကအဲ့လိုမျိုးအဖြူနဲ့သွားထိပြီးတော့အနေနဲ့အဖြူနဲ့ပြန်ထိပြီးတော့ဘောလက်ကကိုငုံအတွက်ပြန်ခွင့်ရဖြစ်သွားတယ်ဗျာ1
ကောင်းပြီဗျာကဲဘောင်လျှောက်လေးတွေဗျာ 8 ဒီဘောင်လျှောက်တဲ့အလုံးကဘောင်နဲ့ကတ်နေတဲ့အလုံးလေးတွေကကျွန်တော်တို့ခတ်တယ်ဗျအရှင်းပြောလို့ရှိရင်ကိုကနည်းနည်းလေးတော့လက်တစ်လုံးတော့ဟတယ်ကောင်းပြီဗျာကဲ 9 ကျွန်တော်တို့အမဲနည်းနည်းတော့ကျွန်တော်တို့ဟန်ဘောကအောက်ရောက်နေတော့အမဲကိုတော်တော်လေးပုတ်တော့ပုတ်ရမယ်ဗျဆယ်ပဲစစ်လိုက်တယ်ဗျမထိုးတော့ဘူးဗျ69မှ19မှဆိုတော့ကွာချက်ကတော်တော်များပါတယ်ဗျအောက်မှာတော့ကျွန်တော်အနီး normal state 19 3လုံးရှိသေးတယ်ဗျအမှတ်40တိတိကွာတယ်ဗျာကြာပြီကောင်းသွားပြီဗျာမဲလွတ်သွားပြီဗျာကောင်းပါပြီဗျာ8 ကိုရှော့ဗျာပြန်လာပြီဗျပြန်လာပြီဗျကိုညောင်မုတ်စိတ်ပြန်လာပြီဗျ 9 ခတ်တော့ခတ်တယ်ဗျအပြာထိုးလိုက်မယ်ဆိုရင်ကိုကအနီထိုးလို့မရဘူးဗျဘာလို့လဲဆိုတော့စနုဖြစ်သွားနိုင်တယ်ကိုကိုယ်တိုင်ကိုစနုကိုပြန်ဖြီးရမယ့်အခြေအနေဖြစ်သွားမှာဗျဒါကိုညောင်မုတ်စိတ်စဉ်းစားနေပုံရတယ်ဗျနောက်တစ်ခုကလည်းကျွန်တော်အောက်မှာတလုံးပဲရှိတာဖြစ်တဲ့အတွက်မဖြစ်မနေစနုလုံးမှသာလည်းအဆင်ပြေပဲဗျဝင်ထိုးတာကွတ်တယ်ဗျာကောင်းတယ်ဗျာတကယ် opening ကစားတဲ့ကစားပါပါ13 ကောင်းပြီဗျာမှတ်တယ်တော့စကောက်နေပြီဗျ 14 လောလောဆယ်36မှတ်กว่าတယ်ဗျအောက်မှာ28မှတ်ရှိတယ်ဗျဘောင်ကတ်သွားတယ်ဗျာ21 29မှတ်ဗျအဲ့တော့ဝတ်စနုကြံသေးတယ်ဗျအောက်မှာရှိတာ28မှတ်ဆိုတော့ကွာချက်ကကျွန်တော်တို့2မှတ်กว่าတယ်ဗျအဲ့တော့1စနုလောက်သာဖြစ်မယ်ဆိုရင်အဆင်ပြေမှာဗျကိုညောင်မုတ်စိတ်နည်းနည်းအတွက်မားသွားပုံရတယ်ဗျာ1စနုလောက်ကျွန်တော်တို့ကစားလို့ရပါတယ် 21 အိုးခွင့်ရရတော့ကိုညောင်မိုးစိတ်စီပြန်လာပြီဗျာ69မှတ်40လွတ်သွားတယ်ဗျလွတ်တယ်ဗျကျွန်တော်ထင်ပါတယ်စောဘကကိုညောင်မုတ်စိတ်လိုက်အမိလိုက်နိုင်တယ်ဆိုပြီးတော့သူအမဲကိုသူထိုးချတာဗျဒါပေမဲ့မှတ်ကွာချက်ကအကုန်လုံးထိုးနိုင်လို့ရှင်တော့2မှတ်ကကွာနေတာဖြစ်တဲ့အတွက်
င်မို့စိတ်နည်းနည်းလေးမတွက်ဖို့လွဲတော့လွဲသွားမယ်ထင်တယ်ဗျာပြန်ပြီးတော့အခု snoop လောက်ထားတယ်ဗျအိုးအစိမ်းနောက်ကိုရောက်ဖို့တော့ပြင်ဆင်တာဗျာကဲကိုငုံကလည်း snoop လောက်ထားပြီဗျာဒါပေမဲ့ဒီ snoop ကတော့လွဲမှာပါလွဲပါတယ်ဗျလွဲပါတယ်ဒါပေမဲ့လေပြန်ကြံသွားပြီဗျာမကြံဘူးဗျဟမ်ဘောပြန်တက်သွားတယ်ဗျကဲကျွန်တော်တို့ဘယ်သူက snoop နိုင်မလဲဆိုတာကျွန်တော်ကြည့်ရမှာပါဘယ်လို snoop လုပ်မလဲဗျာဒါမှမဟုတ်အဝင်ထိုးပြီးတော့အဝင်ထိုးရင်လည်းမလွယ်ဘူးဗျာခတ်တော့ခတ်တယ်ဗျာgood day ဗျာအဲ့ဒါကြီးရတော့တကယ်ကျွန်တော်တို့မြင်တွေ့ဖို့တော်တော်လေးခတ်တဲ့ဒါ snoop လောက်ဆောင်လေးပါတော်တော်ကောင်းတယ်ဗျာဒီ snoop ဖြည့်နိုင်ဖို့ကတော်တော်ခက်ခဲပါတယ်ကိုညောင်မုတ်စိတ် snoop ကတော်တော်ကောင်းပါတယ်ဗျာမထီဘူးဗျာ 4 အိုးပြောင်ထိတယ်ဗျာအဲ့တော့9မှတ်ဝေးသွားပြီဗျာဘူးဒီချက်မှရအောင်ငါမမီဘူးလေကိုပေါင်းမှမိတာဟုတ်ကနော်တာနော်ဟုတ်တော့အေးဟုတ်လေဟုတ်အဲ့တော့အမကကျွန်တော်တို့မမီတဲ့အတွက်ဒိုင်းချီပြောတဲ့ပြောကြချက်ရကိုငုံးကတစ်ချိန်ပဲခောက်ခွင့်ရမှာပါဒီခါမှာတော့ကျွန်တော်တို့ကိုညောင်မွေးစိတ်ထိုးရမှာပါနောက်တစ်ချိန်ထက်စနုကိုပြင်တယ်ဗျာအိုးနည်းနည်းလေးဗျာလွဲသွားတယ်ဗျာလောလောဆယ်ကျွန်တော်24မှတ်กว่าတယ်ဗျ24မှတ်กว่าတယ်ဆိုတော့အောက်မှာတော့ကျွန်တော်28မှတ်ရှိတယ်ဗျကောင်းပြီဗျာအစင်းကဘယ်လိုကြံပါလဲဗျာအိုးဒါပေမဲ့ခါချင်းလေးတော့ပြန်တဲပါတယ်ဗျကောင်းပြီဗျာတကယ်ကောင်းတဲ့ပွဲစဉ်မှာကြည့်ရတာတော်တော်ကောင်းပါတယ်စနူထားတယ်ဗျစနူထားတယ်ဗျအာကောင်းပြီဟေးအဲ့ဒါကြီးရတော့ဗျာခဲကိုစင်တန်းမိတဲ့စနူတစ်ခုပဲဖြစ်ပါတယ်အန်ရယ်လည်းအလွန်ကြီးပါတယ်တောင်းကစားမတွေဒီစနူကိုကျွန်တော်လှုပ်ဆောင်ဖို့ခဲရင်ပါတယ်ဘာကြောင့်လဲဆိုတော့မကြံသွားနိုင်တဲ့အခြေအနေတစ်ခုပါဒါကိုညောင်မုတ်စိတ်ရဲတင်းစွာနဲ့ပဲစွန့်စားစွာနဲ့ပဲလှုပ်ဆောင်တာအောင်မြင်တယ်ဗျာထွက်သွားပြီဗျာအောက်ကနေထွက်သွားတယ်ဗျကဲအမဲနဲ့ပြန်သွားကွယ်သွားတယ်ဗျ free ball ရမယ်ဗျာဘယ်လုံးထိုးထိုးကျွန်တော်တို့သုံးမှတ်ရမယ်ဒါပေမဲ့အမှတ်ပြန်မိသွားတော့ဖြစ်တဲ့အတွက်နောက်ထပ်တစ်ချိန်ထပ်ခောက်ရမယ်ဗျာ
ကဲနောက်တစ်ချိန်ထပ်ခောက်ရမယ်ဗျနေဝါပြန်ပြီဗျာအိုး Fall. ဖြူပါကြပါတယ်ဗျာ format 4မှတ် Normal say 4. ထပ်ပေးရပြန်ပြီဗျအမကမိသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့၄ချိန်စနုဖြီရမှာဖြစ်ပါတယ်ဗျ 4ချိန်ပဲ4ချိန်ပဲ ဒီကတော့ထိတယ်ဗျအိုး Normal say ကျန် 8. တဲ့ဘုံလုံးပါဗျာပန်းနဲ့သွားထိပြီးတော့ Normal say 55. No. 69. ဒါတော့သူကအဲ့တော့စပြီးတော့ဖြစ်ပြီ ကဲကျွန်တော်တို့69မှတ်55မှတ်အမှတ်ကွာမှုကမရှိတော့ဘူးဗျတကယ်ကျင်းမြောင်းပါတယ်14မှတ်ပဲကွာတယ်ဗျာရှော့ပြီဗျာအကောင်းတယ်ဗျာ 3. ကြံသွားပြီဗျကြံသွားပြီဗျာပေးလို့မရဘူးဗျတကယ်ဒီကစားမားတွေကဒီလိုခြေနေတခုမှပေးလို့တော့မရဘူးဗျာကောင်းပါပြီဗျာကဲအပြောင်းဝင်တော့ကိုငုံအတွက်အဆင်ပြေသွားပြီဗျကွတ်ပြ 9. ကဲကျွန်တော်တို့ဒီတပွဲမှာလဲကိုငုံမဲဆက်ပြီးတော့ပွဲကိုဆက်လက်ပြီးတော့စိုးမှုထားတယ်ဗျာလောလောဆယ်အမှတ်ကွာချက်ကတော့20မှတ်ကွာတယ်ဗျာအောက်မှာတော့အောက်မှာ73မှတ်ပဲရှိတယ်ဗျာအဲ့တော့ကျွန်တော်တို့ပန်းကိုကျွန်တော်တို့2ချိန်လောက်စတုနိုင်မှသာလည်းအဆင်ပြေမယ်ဗျာအမှတ်ကွာချက်20အောက်မှာ73မှတ်ဆိုတော့ Second frame to Ngong. ကဲကျွန်တော်တို့